မင်္ဂလာပါကျွန်တော်ရှက်ဂျိုးဆက်ပါအခုလက်စီလျာမှာ chef and director အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဟုတ်ကျွန်တော် restaurant ကလက်စီလျာပေါ့လက်စီလျာဆိုတဲ့အဓိပ္ပာယ်ကကျွန်တော် wine ကိုအဓိကတိန်းတဲ့ဆယ်လာကြီးပေါ့အဲ့ဒီ concept ကိုယူပြီးတော့ကျွန်တော်တို့ဒီဆိုင်မှာလည်းအဓိကshowcase အနေနဲ့ပြောလို့ရမှာဆိုဒီ wine ကိုတိန်းထားတဲ့ဒီဆယ်လာကြီးရှိပါတယ်ရောင်းရဆုံးဟင်းပွဲအနေနဲ့ပြောရမယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာငါးမှာကြာ snowfish ရှိတယ်အဲ့ snowfish ကိုကျွန်တော်ဘယ်လိုတီထွင်ထားလဲဆိုရင်ကျွန်တော်ဒီမြန်မာလူမျိုးတွေကအဓိကကြိုက်တာဒီကျွန်တော် Asian မှာကြီးပြင်းတဲ့အတွက်ဂျပန် food ဆိုကြိုက်တယ် Thai food ဆိုကြိုက်တယ်ဒီယူနန်အဲ့လိုမျိုးအကုန်လုံးကြိုက်တယ်ပေါ့နော်အဲ့ဒီ snowfish လေးကိုကျွန်တော်ကဘယ်လိုလဲဆိုဂျပန် fusion ပုံစံလေးလုပ်ထားတယ်နော်ဟုတ်ဒီငါးကိုကျွန်တော် miso paste ကို caramelize လုပ်ပြီးတော့ငါးကိုတုပ်ထားပြီးမှအဲ့ငါးကိုမီဆိုအရသာလေးထည့်ပြီးတော့ sauce က champagne cream sauce နဲ့ပေးထားတာအဲ့ငါးဆိုရင်လည်းအရင်ရောင်းရပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာဆိုရင်တော့ customer value for money ပေါ့work for the money ပေးရတာနဲ့တန်တာပေါ့အဲ့လိုမျိုးဟင်းပွဲတွေအများကြီးရှိပါတယ်အဲ့ဒီတော့လည်းဖိတ်ခေါ်ချင်ပါတယ်လို့